စစ်သူကြီးရှောင်းကြောင်းမြင်းစီးပြီးအစွမ်းပြနေတာကိုကြည့်ရင်စူယွန်းကစိတ်ထဲကနေချီးမွမ်းနေခဲ့ပါတယ်။ဟာရှောင်းကြောင်းခံရလိုက်တာငါတကယ်ကိုသဘောကျရတဲ့ဇက်လိုက်မင်းသားပါပဲ။အရှင်မင်းသားအဲ့ဒီမှာရက်နေတဲ့မိန်းကလေးကရွေချင်းဟဲရဲ့ဝမ်းကွဲညီမစူးစံအိမ်တော်ရဲ့ဒုတိယသခင်မလေးစူယွန်းပါ။စူယွန်းမင်းကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလွန်းတယ်။သခင်မလေးစူယွန်းသခင်မကြီးကရှင်းနာကဇရက်မှာခဏနားနေပါတယ်သခင်မလေးကိုမာစရာရှိလို့လာခေါ်ခိုင်းလိုက်ပါတယ်ရှင်ငါအမေကငါ့ကိုအပြစ်တင်စုပူခြင်းတောင်လူအများရှိမှာပဲစူတာဒီလိုလူသူမရှိတဲ့တိတ်ဆိတ်တဲ့နေရာမျိုးကိုဘယ်တော့မှခေါ်မှာမဟုတ်ဘူးငါလှဲ့ကွက်ထဲရောက်သွားပြီပဲအိုးအရှင်မင်းသားကျမမားသွားပါတယ်ကျမကိုခွင့်လွှတ်ပါနော်မင်းကငါ့ကိုမသိတယ်လို့ဟန်ဆောင်မနေတော့ပါလားအစားကတော့မသိချင်အောင်ဆောင်နေမလို့မဟုတ်ဘူးလားအခုမှလာပြီးကြောက်ပြနေတာလားငါကတင်ပေါ်တက်တုံးကနဲ့ငါ့ကိုပန်းအိုးနဲ့ရိုက်တုံးကကြတော့မင်းမလို့မကြောက်ခဲ့တာလေဟဲမှန်မှန်ပြောစမ်းမင်းကဘာတူလူလဲရှန်ကျောင်းနဲ့မင်းရဲ့အဖေစုသခင်တို့ပူပေါင်းပြီးအဲ့ဒီညကငါစီကိုမင်းကိုလွှတ်လိုက်တာဘာကြံအစီရှိလို့လဲအတန်လဲမထွက်နဲ့ငါမေးတဲ့မေးခွန်းကိုမမှန်မကန်ဖြေရင်မင်းနှကန်းကိုပြန်ဖွင့်ခွင့်မရအောင်လုပ်ပြမယ်အဲ့ဒီညကမင်းမလို့ငါအခန်းထဲရောက်လာတာလေလိုက်ပါတော့တယ်အဲ့ဒီညကအရှင်မင်းသားစီကိုအချစ်စကားသွားပြောခြင်းလို့ခိုးဝင်ခဲ့တာပါဒါပေမဲ့ကတမလုံးလို့မယုံနိုင်ခဲ့ဘူးလေကျမရဲ့အပြိုစင်တိတ်ခါကိုငဲ့ပြီးမင်းသားကြီးတတိပြန်ရလာအောင်လို့ပဲအနာကပန်းအိုးနဲ့ခက်တာလေးရိုက်လိုက်ရတာပါရှင်ဒါဆိုရင်အဲ့ဒီညကငါရင်ခွင်ထဲမှာလဲလျောင်းနေတော့ကရှောင်းချောင်းဆိုတဲ့နာမည်ကိုခေါ်နေတာကရောဘယ်လိုလုပ်မလဲမှားပြီးခေါ်မိတာပါကျမရင်ထဲမှာတော့စတင်တွေ့ရှိခဲ့တဲ့အချိန်ကလေးကအရှင်မင်းသားတယောက်တည်းပဲရှိတာပါရှင်အလိန်ညာပါရင်မိုးကြိုးပြစ်ခံရပါစီမယ်သွားတော့မယ်နော်ကိုဂယူးဆိုင်ပါညီမလေးမငုံနဲ့နော်မပိုလှတဲ့စက်ကူစုံလေးပြန်လုပ်ပေးမယ်နော်မမဒီစက်ကူစုံလေးကအမေမကျန်းမာတော့ကညာပေါင်းများစွာအေးအေးပြက်ခံပြီးလုပ်ပေးထားတာပါအမေဆုံးသွားပြီမို့လို့ဒီတစ်ခုပဲကြံတော့တာပါဒီမှာရပြီကလေးရော့ဆော့စုံလေးဦးလေးရှောင်းချောင်းကဒီကလေးမလေးရဲ့ဦးလေးဖြစ်နေတာလားစူးသခင်မလေးမင်းလက်မှာဒဏ်ရာရသွားပြီပဲရှေ့နားမှာစိတ်ကန်းရှိတယ်ငါမင်းကိုခေါ်သွားပြီးဆေးထည့်ပေးမယ်မဖြစ်ဘူးငါသူ့စီကနေအဝေးဆုံးပြေးရမယ်မဟုတ်ရင်မင်းသားကြီးမနာလိုတာမျိုးဖြစ်သွားပြီးသခင်မလေးရွေချင်းဟဲ့ရဲ့နားတဲ့သတင်းရောက်သွားရင်ငါပို့ပြီးဒုက္ခရောက်လိမ့်မယ်